တွေးကလူကိုလေးစီတာစိတ်ကိုလေးသွားတာ။ကြောင့်အတွေးမှန်တယ်များလေမကောင်းတဲ့အတွေးဆိုရင်ခေါင်းထဲကိုမထားရဘူးထုတ်ပလိုက်။အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာ။အတွေးဆိုတာကိုယ်အတွေးကိုမသိလို့သူကတွေးနေတာ။အတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူး။ဟုတ်ရဲ့လား။တရားအားထုတ်နေထိုင်ကြည့်ပါလားတရားတိုင်းတဏှာရီလောက်တရားတိုင်းဟိုတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုသားသမီးစိတ်မချနဲ့ဟိုငါသွားရင်ငါအိမ်ကသမီးလေးဘယ်လိုလုပ်မလဲမြည်လေးဘယ်လိုလုပ်တရားတိုင်းနေနဲ့အတွေးတွေနဲ့ပတ်ချလဲတဏှာရီကို45မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကသတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့15မိနစ်ပဲကြာတော့ငါတွေးနေပါလားလို့သိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလားရှိတော့အတွေးဆိုတာသိရမှာသိရင်မတွေးတော့မသိလို့တွေးနေတာအဲ့တော့မသိဘဲနဲ့တွေးနေတဲ့အတွေးမှားတွေများခေါင်းထဲမှာထည့်တိုင်းအတွေးမှားရင်ဝေးသွားပြီးတော့စိတ်ကိုလေးသွားတော့ရမလို့ပစ္စည်းဝိတ္ထုကိုထမ်းထားရင်ရုပ်လေးတယ်တဲ့ပစ္စည်းဝိတ္ထုကိုထမ်းရင်ဆိုင်အကြီးပခုံးပေါ်ထမ်းတာလေးလားမလေးဘူးလားအတွေးမှားကိုထမ်းထားရင်စိတ်လေးတယ်အတွေးကိုထမ်းထားရင်စိတ်လေးပါလေဒါကြောင့်အတွေးတွေထမ်းမထားရဘုန်းကြီးဇင်းစတိုရီထဲမှာလာတဲ့မာယာနာဗုဒ္ဓဆင်ကစတိုရီလေးပုံမြင်လေးတစ်ခုခဏခဏပြောဖို့ပါတယ်ကိုရီးယားဘုန်းကြီး2ပါးမာယာနာဘုန်းကြီး2ပါးခရီးအတူသွားကြတာခရီးအတူသွားတော့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာရေစည်းတန်တဲ့ချောင်းတစ်ချောင်းရှိတယ်အဲ့ဒီချောင်းကိုဖြတ်တော့ချောင်းဘေးနားမှာအဲ့ဒီချောင်းကိုကူးဖို့ခက်ခဲဖြစ်နေတဲ့ဒကမတယောက်တွေ့အမျိုးသမီးတယောက်ဒကမလည်းရေစည်းတန်တော့မကူရဲ့မကူရတော့အကူကြီးတောင်းဖို့ကြတော့လေဘယ်သူမှမလာဘူးတော်တယ်ဆိုဘုန်းကြီး2ပါးဖြတ်တာရှင်မြတ်အာနာပါတယ်ဖေဟာတပည့်တော်အကူကြီးပေးပါဟိုဘက်ကူးဖို့ခက်ခဲနေလို့ပါဖေဟာဆိုဘုန်းကြီး2ပါးကလည်းဝိနည်းရလည်းရှိတော့သူ့ကိုကြည့်သူ့ကိုသူကြည့်နေအင်းနဲ့လုံးအဲ့နောက်တော့ဒီဘက်ကတပါးကဲမထူပါဘူးဖေဟာဒုက္ခရောက်နေတပည့်တော်ပဲအာဘသိခံပြီးကူးပေးပါမယ်ဒကမဘုန်းကြီးကိုကြောပိုးပါဆိုဂုံးပိုးပြီးတော့ဒကမကိုကူးပေးလိုက်တယ်ဟိုဘက်ကန်းကူးပေးပြီးတော့အဲ့ဒီဒကမလမ်းဟိုဘက်ကမှထားပြီးတော့ဘုန်းကြီး2ပါးခရီးဆက်တော့လမ်းတစ်လျှောက်လုံးအဲ့ဒါဒီဘက်ကဘုန်းကြီးကပေါက်ဖောက်တာအပြစ်တွေပြောတာကိုတော့ဘုန်းကြီးဖြစ်ပြီးတော့ဘာဖြစ်လို့ဒကမအဲ့လိုပိုးရတာရှင်ပြအာဘတ်တစ်မှမကြောက်ဘူးလားရှင်ပြမကောင်းဘူးဖေဟာအမြဲတမ်းတပြစ်တောက်ပြောတာတလန်းလို့ဒီဘက်ကဘုန်းကြီးကသူ့ပြစ်နေတော့ဘာပြန်မပြောအဲ့ဒါနောက်တစ်ပတ်တစ်ခါထပ်တွေ့တော့ဒီဘက်ကဘုန်းကြီးကပြောပြန်ရှင်ပြနော်အဲ့တုန်းကဒကမကြောပို့ပြီးဟိုဘက်ပို့တာမကောင်းဘူးနော်တပည့်မပြောခြင်းလို့ဆိုတစ်ဖက်တော့တခါပြန်ပြောဒီဘက်ကဘုန်းကြီးကသူ့ပြည့်နေသူမပြောနောက်တစ်လလောက်နေတဲ့တခါတွေ့တယ်ရှင်ဘုရားနော်အဲ့ဒီတုန်းကဒကမပိုးတာမကောင်းဘူးတပည့်တော့မပြောခြင်းဘူးဖေရတာပြောတော့မယ်တစ်လနောက်တခါ6လလောက်နေတခါထပ်တွေ့တယ်ရှင်ဘုရားတပည့်တော့မပြောခြင်းဘူးဖေရတဲ့အဲ့ဒီတော့ကအရှင်ဘုရားဒကမကြောပို့ပြီးတော့ဟိုဘက်ကပို့သွားတာမကောင်းဘူးဖေရ6လအထိလည်းပြောလို့မပြီးဘူးနောက်တစ်နှစ်လောက်နဲ့တခါထပ်တွေ့တော့ရှင်များတပည့်တော်မပြောချင်ဘူးဖေဟာမပြောချင်ဘူးလားပြောတာတစ်နှစ်တော့အထိပြောလို့မပြီးသေးတော့အဲ့ဒါဒီဘက်ကဘုန်းကြီးကဟိုတုန်းကဘာမှမပြောတစ်နှစ်ကျော်တဲ့အထိ तू ပြောလို့မပြီးသေးတော့ပြန်ပြောတယ်ရှင်ဖေဟာတဲ့တကယ်တမ်းကျတော့တပည့်တော်ကအဲ့တုန်းကဒကမကိုကြောပိုးတာတော့ဟုတ်တယ်ဗျာတဲ့အဲ့တုန်းကတော့အာပတ်တင်တာမှန်တယ်ဒါပေမဲ့တပည့်တော်ကဟိုဘက်ကမ်းမှာရောက်တော့ဒကမချထားခဲ့လိုက်ပြီအဲ့ဒီတက်ကတပည့်တော်ခေါင်းထဲမှာအဲ့ဒီကိစ္စမရှိတော့ဘူးဖေဟာတပည့်တော်ကအဲ့ဒီတက်ကဟိုဘက်ကမှထားခဲ့တကယ်ထမ်းထားတာအရှင်ဘုရားကခုထိထမ်းတာတော့ဖေဟာဩကြည်စမ်းမှန်လိုက်တာနော်